သမီးလေးရဲ့မွေးနေ့မှာသမီးလေးကအရန်အံ့တော်သွားတယ်။အများနဲ့ရိုးရိုးရှင်းရှင်းနေတတ်ပြီးရှေးဆန်တဲ့အမေကအဲ့ဒီနေ့မှာမထင်မထားလောက်အောင်ဆန်းဆန်းပြားပြားဝတ်စားဆင်နေပြီးရောက်လာခဲ့တာပေါ့။သမီးလေးဘာတွေဖြစ်နေမှန်းတိတိကျကျနားမလည်ခင်ပါပဲနဲ့အမေကသူ့အိတ်ထဲကနေနာမည်မပါတဲ့စားတစ်ဆောင်ကိုထုတ်ယူပြီးဖေဖေကိုတန်းပေးလိုက်ခွာတယ်။ဖေဖေကစားကိုဖက်လိုက်တာနဲ့မျက်နှာကဖြူဖက်ဖြူရောဖြစ်သွားတယ်။စကားတစ်ခုမှမပြောဘဲစားကိုပါဆက်ထည့်ပြီးမြို့ချဖြစ်လိုက်တယ်။ပြီးတော့ပြတင်းပေါက်မှန်ကိုရိုက်ခွဲပြီးအထက်ထုံးဆိုင်ကနေခုန်ချသွားခဲ့တာပေါ့။ဖေဖေတေဆုံးသွားပြီးတဲ့နောက်မှာရဲတွေကအမေကိုချက်ချင်းဖမ်းဆီးပြီးနီးမျိုးစုံနဲ့စစ်ဆေးမိမြန်နေကြတယ်။ဒါပေမဲ့အမေကတော့စားထဲမှာဘာတွေပါလဲဆိုတာဘယ်သူမှမပြောပြခဲ့ပါဘူး။နောက်ဆုံးတော့သမီးလေးကသူ့ဦးလေးအငယ်ဆုံးနဲ့သွားနေဘူးပဲရွေးချယ်စရာရှိတော့တာပေါ့။အဲ့ဒီလိုနဲ့ပဲ3နှစ်တောင်ကုန်ဆုံးသွားခဲ့ပါတယ်။တခါပြန်ပြီးမင်းကလေးရဲ့မွေးနေ့ရောက်လာပြန်တယ်။အဲ့ဒီနေ့မှာဦးလေးကသူ့ကိုလှပတဲ့တစ်သားလေးတစ်လုံးလက်ဆောင်ပေးရင်းဖေဖေကအသက်ရှင်တုန်းကသူ့အတွက်ပြင်ဆင်ထားပြီးခဲ့တာလို့ပြောပြခဲ့ပါတယ်။ဒါကိုကြတော့မင်းကလေးကအယံပြောသွားပြီးတစ်သားလေးကိုအမြန်ဖွင့်ကြည့်ဖို့ဆက်လုပ်တယ်။ဒါပေမဲ့အဲ့ဒီချိန်မှာပဲ3နှစ်ကြာထောင်ထဲမှာနေခဲ့ရတဲ့သူ့အမေကရုတ်တရက်အဲ့ဒီကိုရောက်လာခဲ့ပါတယ်။နှစ်ပေါင်းများစွာကြာပြီးမှသမီးကိုပြန်တွေ့ရပေမဲ့အမေကဘာခံစားချက်မှမပြပါဘူး။အဲ့ဒီအစားသူ့အိတ်ထဲကနေနာမည်မပါတဲ့စာနောက်တစ်ဆောင်ကိုထုတ်ပြီးဦးလေးကိုပေးဖို့ကြိုးစားခဲ့ပါတယ်။ဒါကိုမြင်တော့မင်းကလေးရဲ့နှလုံးခုန်လုံးတွေမြဲလာတယ်။ဘာလို့လဲဆိုတော့စာအိတ်က3နှစ်အစောပိုင်းကအမေကဖေဖေကိုပေးခဲ့တဲ့စာအိတ်နဲ့ပုံစံတူနေလို့ပါပဲ။ဒါကြောင့်ဒီတစ်ခါမှတော့မင်းကလေးကဦးလေးကိုချက်ချင်းတားဖို့ကြိုးစားခဲ့ပြီးမြဲအဲ့ဒီချိန်မှာတော့နှောက်ကြနေခဲ့ပါပြီ။တခုခုကသူ့ကိုထိန်းချုပ်ထားတယ်လို့မျိုးသူကစာအိတ်ကိုအလိုရောက်ဖွင့်လိုက်ပါတယ်။သူစာကိုဖတ်လိုက်တာနဲ့မျက်နှာကထူးဆန်းစွာရုတ်တရက်ဖြောင်းလဲသွားတယ်။သူကဖေဖေလုတ်ခဲ့တဲ့အတိုင်းပဲလုပ်လိုက်တယ်။စာကိုပါဆက်ထည့်ပြီးမြို့ချလိုက်တယ်။ပြီးတော့စာပွဲပေါ်ကအတီးလွီထားကိုယူပြီးကိုတေးတဲ့အထိထိုးခဲ့တာပေါ့။ဒီကြောင့်မဖွယ်ရဖေရဲ့အပြီးမှာရဲတွေကအမေကိုနောက်တစ်ချိန်ဖမ်းဆီးခဲ့ပြန်တယ်။ဒါပေမဲ့သမီးလေးရဲ့ရင်းထဲမှာတော့မိကုန်းတစ်ခုပဲကျန်နေခဲ့တယ်။အဲ့ဒီစာထဲမှာဘာတွေရေးထားတာလဲ။ဒါကြောင့်အမှန်တရားကိုသိရဖို့သမီးလေးကအမေရှိတဲ့ထောင်ကိုတန်းသွားတွေ့တယ်။ငိုပြီးတော့အမှန်တိုင်းပြောပြဖို့တောင်းပန်ခဲ့တယ်။ဖေဖေရောဦးလေးပါအဲ့ဒီစာကိုဖတ်ပြီးကိုတက်တေးသွားရလောက်အောင်အဲ့ဒီစာထဲမှာဘာတွေရေးထားတာလဲလို့ပေါ့။အမေကတော့လုံးဝညင်သက်နေခဲ့တယ်။မင်းကလေးကနောက်ဆုံးတော့မျော်လင့်ချက်တွေကုန်ဆုံးပြီးပြန်တော့မယ်လို့မှအမေကသူ့လက်ကိုရုတ်တရက်ဆွဲကင်ပြီးတိုးတိုးလေးပြောလိုက်တယ်။ဘယ်သူစကားကိုမှဘယ်တော့မှမယုံပါနဲ့တဲ့။ဒါပေမဲ့အမေကအဲ့လိုပြောတာဘာကိုဆိုလိုမှန်းသမီးလေးကနားမလည်ခဲ့ပါဘူး။အဲ့ဒီနေ့ကစပြီးအမေကတနေ့ကျရင်တော့အမှန်တရားကိုထုတ်ဖော်ပြောပြလာမယ်ဆိုတဲ့မျှော်လင့်ချက်နဲ့ထောင်ကိုပုံမှန်တွားရောက်ခဲ့ပါတယ်။ဒါပေမဲ့အမေကတော့ဘာမှမပြောခဲ့ပါဘူး။ဒီနေ့တော့မင်းကလေးကသူ့အမေကိုသူစိတ်ဆက်တုံမယ်လို့ပြောပြတယ်။ဒါကိုကြတော့အမေမျက်နှာကရုတ်တရက်ပြောင်းလဲသွားတယ်။သူမှငိုယိုပြီးတမီကိုဒေါသတကြီးအော်ဟစ်သွားတာပေါ့။ဒီတော့ကြောင့်မင်းကလေးကကြောက်လန့်ပြီးချက်ချင်းထပ်သွားခဲ့ပါတယ်။နောက်ဆုံးမှာတော့စိတ်ဆက်ပွဲနေရောက်လာခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီနေ့မှာမင်းကလေးကဧည့်သည်တွေကသူ့ကိုထူးဆန်းတဲ့မျက်နှာအမူအရာတွေနဲ့ကြည့်နေကြတာကိုသတိထားမိတယ်။ဒါပေမဲ့သူမကပြန်ကြည့်လိုက်တဲ့အခါမှာတော့လူတိုင်းကလုံးဝပုံမှန်အတိုင်းပဲပြုမှုနေကြတာမို့သူမကိုအယမ်းမလုံးမလဲဖြစ်စေခဲ့ပါတယ်။အဲ့ဒီချိန်မှာပဲသူရဲ့စိတ်ဆက်သူရောက်လာပြီးတစ်သားလေးတစ်လုံးကိုကင်လာခဲ့တယ်။၃နှစ်အစောပိုင်းကဦးလေးကသူ့ကိုပေးခဲ့တဲ့ဒေတာနဲ့ပုံစံသူအတိုင်းလက်ဆောင်ပေးခဲ့တာပေါ့။ဒါကိုမြင်တော့မင်းကလေးကထိတ်လန့်တုန်လှုပ်သွားတယ်။ဒါပေမဲ့ဧည့်သည်တွေကသူ့ကိုဒေတာကိုဖွင့်ဖို့တိုက်တွန်းလာကြတယ်။ဒီတို့ကြောင့်အရာအလုံးကမင်းကလေး